ဒီဆိုင်ရောက်ရင်လေးပါပဲဆဆတန်လိုက်တာဟဲလို့ကိုတဖွားဖွားနဲ့ကိုပြောယူနေရတယ်ဒီလို West 2တွေလည်းပါတယ်ဝက်သားလုံးတွေလည်းပါတယ်ခောက်ဆွဲတပွဲကိုဘလောက်ပဲပေးရရလို့ထင်လိုက် West 2လေးကလည်းပြောစရာမလိုအောင်အစ်ဆက်နေပြီးတော့သူ့ထဲမှာပါတဲ့ဂျင်းလေးကအစကိုအရသာတွေစိတ်ဝင်ပြီးစားကောင်းနေရမျိုးပါရှင် West 2နဲ့လေးကလည်းလေမှုေးကြိုင်နေပြီးဈေးတက်ယုံနဲ့မကောက်အရသာကိုပါစားကောင်းနေရပါရှင်ခောက်ဆွဲလာချတော့လေဒီတပွဲကိုမကုံလောက်ဘူးလို့ထင်နေရ West 2လေးကလည်းအစ်ဆက်နေရောလေဘလို့လေးကုံလို့ကုံသွားမှန်းကိုမသိလိုက်ဘူးစားလိုက်တာခောက်ဆွဲတဲ့ကို West 2အရေးလေးနည်းနည်းရဲ့ပဲငပိရဲ့ကျွတ်သွမြူစီချက်များများလေးရဲ့ငရုတ်ကောင်းများများလေးထည့်ပြီးတော့တုတ်ထားပေးတာပါရှင်အနက်အရသာလေးတကယ်ကိုထူးခြားပါတယ်ဆိုင်လေးကလေတီတီအရင်တော့ကလေစံခါးလေးကြော်ညာပေးထားတဲ့ဆိုင်မှာရှင်အခုသူ့စီမှာ West 2ခောက်ဆွဲတွေရောကြက်ပေါင်းခောက်ဆွဲတွေရောရနေပြီဆိုတာနဲ့လေ West 2ခောက်ဆွဲလေးမှာစားခဲ့တာသူ့စီမှာရှိတဲ့ကြက်သားလုံးတွေဝက်သားလုံးတွေဆိုတာလေနည်းနည်းနောက်ကျရတဲ့မစားရတဲ့ထဲမှာပါတယ်အသားကလုံးဝအသားအစ်စ်တွေနဲ့လုံးထားတာပါတာကူတွေဂျုံမှုတွေလုံးဝကိုမပါတာပါရှင်ရိုးဟင်းရီမတောက်ချင်လို့မဟင်းငါဟင်းရီတောင်းတောက်တာပါရှင်မဟင်းငါရဲ့ငပြောပင်ဘက်လေးတွေကလည်းနှုတ်ဖတ်နေရပဲအရင်တော့တီတီကမဟင်းငါဟင်းရီကိုလေစံစည်းဖက်နဲ့စားလို့စံခါဆိုပြီးတော့လိုင်းမှာနာမည်ကြီးသွားသေးရဲ့ရှင်ကလည်းကြော်ညာပေးလိုက်လို့အရန်ပေါက်သွားတဲ့အတွက်ကျေးဇူးတွေတင်သူ့ဆိုင်မှာဆိုလို့ရှိရင်လေလာထိုင်စားတဲ့သူတွေထိုင်စဲနေရတော့မရှိလို့လှည့်ပြန်သွားတဲ့သူတွေတပုံကြီးပဲတဲ့ဤတော့ကလေဆိုင်ရှင်ကလည်းအလုပ်စူးစမ်းလားမစူးစမ်းလားဆိုတာရောင်းကောင်းလာတဲ့အမြတင်းချင်းအမေရီတိုးထားတယ်ပြီးလို့ရှိရင်ခေါ်ပုတ်တွေငတ်ချင်တွေအကုန်တိုးရောက်နေပေါ့နော်ပြီးရတဲ့ခောက်ဆွဲမီနူးတစ်တွေလည်းထပ်တိုးတယ်တကယ်ကိုအလုပ်စူးစမ်းရတဲ့သူဖြစ်တဲ့အတွက်ကြော်ညာပေးရကြိုးလည်းနှက်တယ်ပေါ့ရှင်ဆိုင်လေးကတော့22ဘီလန်89လမ်းတောက်မှာရှိတဲ့ရှမ်းလက်ရမြကြီးနားရှမ်းခောက်ဆွဲဆိုင်မှာရှင်အော်မေးလို့ခုနကတော့ခောက်ဆွဲလေးကတပွဲကို9000ပဲပေးရပါတယ်ရှင်